မော်နီရန်လာတဲ့ရှုဝင်လေးပြမယ်ဒါရာဝါစနေရဒီတရက်ပင်ခိုင်ကူထားတာအပင်ရီတော့အလုံးစုစုပေါင်း1000လောက်တော့ရမယ်အမြင်ပဲဆိုအောက်ကဘောဖနဲ့စီးကြတာဆိုတော့ချောကြမှလည်းကြောက်နေရတယ်ဒါစနေရဒီတရက်အသီးလေးတွေပြမယ်နော်အသီးလေးတွေတီးနေတာလေးရှိတယ်အသီးလေးတွေတီးနေတာပြမယ်ဒါတော့ကွန်ပျူတာတက္ကသိုလ်သွားတဲ့လမ်းဒါကွန်ပျူတာတက္ကသိုလ်လမ်းပေါ့နော်ဒီမှာဒါတီးနေတဲ့တရက်ခုလို့ဒါစောင်းဝင်တော့မဲ့အချိန်ထိတောင်မှဒီကောင်ဒါတီးရဒီသူ့ရဲ့တီးတဲ့ပုံစံဘယ်လိုလဲဆိုတော့တီးတဲ့တီးရစပြီးတီးတယ်ကြီးတဲ့အတီးတွေကြီးကုန်တယ်မဲ့တဲ့အတီးတွေကမဲ့ကုန်တယ်ဒါပေမဲ့အဲ့လိုမဲ့တဲ့ဟာမဲ့เนาะအလောတော့အကင်းလေးတွေရှိတဲ့အချိန်ကြားထဲမှာတော့မှအပွင့်တွေအမြဲတမ်းပွင့်တဲ့အပင်မျိုးပေါ့နော်ဒီတရက်ပင်စနေရတီးတဲ့တရက်အတီးကဒါအခုစင်တာတစောင်းမုံလာပေါ့နော်တစောင်းမုံလာဆိုဒီတရက်ဒါ12လပိုင်း1လပိုင်းလောက်ထိတာရှိမှဒီတရက်ပြီးသွားပြီဆိုရင်ဒါတရက်တီးတဲ့ရာသီကြောက်ရောက်ရင်လေသူကဒါပြန်ပြီးတော့မှတီးတယ်ဒီကောင်ကဒါကူးထားတာပေါ့နော်ဟိုလောက်တော့ရှိတော့တလားသားလောက်တော့ရှိတော့ပြီဒီကောင်ကနောက်လာလောက်ဆိုရင်ဖြတ်မယ်ခုနကပြထားတာအတီးတာအလက်ဆိုင်ပေါ့နော်ဒါအကင်းကနေနည်းနည်းလွတ်တဲ့အရွယ်ပေါ့နော်ဟိုမှာအလုံးကြီးရှိတယ်တွားနည်းနည်းခက်လို့အလုံးကြီးရတော့အိတ်နဲ့အဲဒီမှာရှိဒါဆိုရင်ဒါ3တက်မြောက်4တက်မြောက်ပေါ့နော်4တက်မြောက်4တက်လောက်ထားတယ်စင်4တက်လောက်ထားတယ်တရတီးပြခြင်းလို့တွားနေတာပါရှုခင်းနေတော့ရမ်းမိုက်ပါလေရှုခင်းနေတော့ရမ်းလာတယ်ဒီဟာကမလကာချံဖြစ်တယ်ဒီမလကာချံကလည်းမလကာပင်အပင်9000လောက်ကူထားတယ်အပင်9000လောက်နောက်ထပ်3လလောက်ဆိုရင်ရောင်းနှန်းရောက်ပြီဟိုကစပြီးတော့ဖြတ်နေပါပြီတရတီးပြခြင်းလို့လာတယ်တရတီးမှာနော်ဖောက်တော့မပြတော့ဘူးမတရတီးသူကဒီပင်ကပုံစံကစုပ်တဲ့ပွင့်နော်ပွင့်တဲ့ဟာတွေပွင့်တယ်တီးတဲ့ဟာတွေတီးတယ်ရင်းတဲ့ဟာတွေရင်းတယ်သူကတစ်ချိန်နဲ့တစ်ပြိုင်နဲ့မဟုတ်ဘူးတစ်နှစ်လုံးကိုအဲ့လိုတီးနေမှာဟိုအောက်မှာလည်းတီးတယ်ဒါတော့ဒီဇင်ဘာလလောက်ဆိုရင်ရမှာရာသီပန်းနေဒီဇင်ဘာလလောက်မှရမယ်ရာသီပန်းနေ
နော်အလိုရှုခင်းနေအရန်ကိုလှရှုခင်းနေတော့ရန်ကိုလှပါတယ်အခုမြင်နေရတော့ကဓာတ်တော်ပေါ့နော်ကောင်ကဓာတ်တော်ရောပန်းနေလောက်တဲ့နေရာပေါ့နော်ဒီမှာစိုက်ခင်းလေးရှားဒီပန်းနေရှားမနော်စမလာပိုင်းကြာရင်ရပြီဘိုင်တတာဒါပဲနော်